လိုက်တဲ့အစင်ကိုယူကြိုက်တာယူတစ်စုံကိုတစ်ထောင်ပါဆင်းအစင်လေးလေအရန်လှရပြီလား16စင်အောင်ပါတယ်16စင်အောင်ပါတယ်နော်ဆိုက်ကကြောက်ရလေ80 90 100ဆိုပြီးတော့လာတယ်ဒီ6လဝန်းကျင်လောက်ကနေပြီးတော့ဟိုပါပေါ့နော်3နှစ်လောက်ထိရတယ်ပေါ့နော်2နှစ်ခွဲလောက်ထိရတယ်2နှစ်ခွဲလောက်ထိရတယ်ကလေးတည်းဆိုရင်3နှစ်လောက်ထိရတယ်အခုနေတာလောက်နေတော့လားတစုံတစ်ထောင်နဲ့မရအောင်နော်ပြုံပေးနိုင်ဘူးတစုံတစ်ထောင်နဲ့မရပါဘူးရှင်သူရဲ့ပုံမှန်ဈေးကလေသူရဲ့ပုံမှန်ဈေးက12စုံလက်ကားဈေးကို1300နဲ့800ပါရှင်အဲ့ထဲမှာအယောင်စုံဆိုင်စုံပါမယ်ရွေးလို့မရပါဘူးတစုံနဲ့ယူမယ်ဆိုလို့ရှိရင်တစုံနဲ့ယူမယ်ဆိုလို့ရှိရင်1900နဲ့300ပါနော်1900နဲ့300ပါရှင်ဒီမှာအစင်လေးအရန်လှရနော်တစုံတစ်ထောင်စားစရနော်မရဘူးမပေးနိုင်ဘူးဘာလို့လဲဆိုတော့ဒီလောက်ဒီ quality ကောင်းနေတာဟာကြီးကိုလေနော်ပြောကော့တွန်မှာပြောကော့တွန်စစ်ပါချွေးအရန်ဆုပ်ပါတယ်အစင်လေးလည်းအရန်လှရနော်အစင်လေးအရန်လှရအပြင်ပုံလေးကြီးကျင်တဲ့မမကြီးတော့ဒီမှာပြန်ရောင်းမဲ့မမကြီးဆိုလေတတွဲနှစ်တွဲသာယူတာနှစ်တွဲလောက်မှအစင်ဆုံးပါလေနော်တတွဲဆိုလို့ရှိရင်အစင်သိပ်ဆုံးမှာမဟုတ်12စင်အဲ့လောက်ပဲပါမှာမိမိလေးအစင်ဆိုလေရက်ဆက်ဆက်လှတာဒီလားဒါလေးဆိုလို့ရှိရင်တသားမင်းမင်းဝအရန်လှတယ်ဒီလားဖြူလေးပိုးဆောင်တင်ရတယ်ရောင်းနေရတာလေးတွေလေသိလားအရန်ရောင်းရတယ်ဒီမှာဒီအစင်လေးဆိုလေတသားမင်းမင်းအရန်ကြိုက်ရတသားမမေရောမိမေရောအရန်ကြိုက်ကြရဒီအစင်လေးတွေနော်အရန်လှအမလို့ဒီအစင်လေးအရန်ကြိုက်နောက်ဆုံးအစင်ကိုအကြိုက်ဆုံးပဲသိလားနောက်ဆုံးအစင်လေးလူကြီးဝတ်ရှိလို့ရှိရင်ဝတ်တောင်ဝတ်ကျင်တယ်ဒီမှာဒါလေးဆိုလေအရန်လှဒါလေးပန်းရောင်လေးမိအစင်လေးအရန်လှတယ်ကွယ်ရက်ဆက်ဆက်ပဲလာချက်ကဒီမှာဒါလေး12စုံတွဲကို1300နဲ့800ပါရှင်အားပါအသားအနိကကြည့်နေမှာအတွက်အသားအနိကပြမယ်ဒီမှာဒီလိုမျိုးသွားလေးဒီလိုမျိုးတွေ့လားအဲ့လို line လေးတွေကိုမှသွားချွေးအရန်ဆုပ်တဲ့ pure cotton ပုံစံက cotton 100% cotton အသားပေါ်တင်လိုက်လာရင်နူးညံ့အေးပြီးတော့ချွေးအရန်ဆုပ်တဲ့အသားဒီမှာဘောင်းဆိုလို့ရှင်လေဒီလိုမျိုးလေးချွေးအရန်ဆုပ်တဲ့အသားဝတ်ပူတဲ့မိမိဆိုကြိုက်ကိုကြိုက်တယ်ဒီအသား